မင်္ဂလာပါအခုလိုအချိန်ခါမျိုးမှာတိတ်ဆိတ်ငြိမ်သက်ပြီးမိသားစုနဲ့အတူတူဘေးကင်းလုံခြုံစွာနေထိုင်နိုင်မဲ့နေရာကိုရှာဖွေနေတယ်ဆိုရင်လိုင်တရာမြို့နယ်နဝရဲအင်ယာတဲကလုံချင်းအိမ်အယောင်လေးတွေရှိတယ်နော်အိမ်တစ်လုံးဆိုတာအဆောက်အုံတစ်ခုတည်းအတွက်မဟုတ်ပါဘူးမမေ့နိုင်စရာအမှတ်တရတွေရှိတဲ့အပြင်ကိုယ့်ရဲ့ဘဝတစ်ခုလုံးအတွက်ပကြီးကားတစ်ချက်ပါပဲနေ့စဉ်ပြင်ပန်းလာတဲ့ကျွန်တော်တို့တွေအတွက်အေးချမ်းတဲ့အနားယူရနေရတနေရာဘေးကင်းလုံခြုံစွာနဲ့အိတ်ဆက်အနားယူနိုင်တဲ့နေရာတနေရာဖြစ်ဖို့အပြင်သွားလာရေးအတွက်လည်းလွယ်ကူရမယ်ပတ်ဝန်းကျင်လည်းကောင်းရမယ်ဘေးကင်းလုံခြုံတဲ့နေရာလည်းဖြစ်ရမယ်စိတ်ကျေနပ်မှုအပြည့်နဲ့ပျော်ရွှင်မှုအပြည့်နဲ့ဘဝရဲ့တစ်သက်တာအမှတ်ရစရာနေရာဖြစ်ဖို့အရေးကြီးပါတယ်ဒီအချက်တွေနဲ့ပြည့်စုံတဲ့အိမ်တစ်လုံးကိုရှာဖွေနေတယ်ဆိုရင်ကျွန်တော်ကိုယ်တိုင်နေနေတဲ့လိုင်တန်ရနဝရဲအင်ယာတွေကိုလာကြည့်လိုက်ပါ